လူရဲ့ခန္ဓာကိုယ်ကအဖြူရောင်ငွေ့တွေထွက်လာနေပြီးခဏကြာမှတော့လူဖီတယောက်ဘိုဘီရဲ့စပင်ကြီးနဲ့ပြန်ထလာပါတယ်။ဒါပေမဲ့သူကမတ်တက်တောင်ကောင်းကောင်းမရနိုင်ပဲမြေပြင်ပေါ်မှာတိုင်းကွက်နေခဲ့တာပါ။လူဖီတယောက်အရက်မူးသမားတယောက်လိုရိန်ထိုးနေပါတယ်။အိမ်နောက်မှာတော့လူဖီကသူ့ကိုယ်သူဘာတွေဖြစ်နေရလဲလို့ပြောလိုက်ပြီးယူသွားပြီးထင်းတယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့အချိန်တွေကိုသဘောပေါက်သွားတဲ့လူဖီတယောက်ထီပေါက်တယ်လို့ပြောနေပြီးဥမြူးနေပါတယ်။သူကအရာအလုံးကပျော်စရာဖြစ်လာတာပဲလို့ပြောလိုက်ပြီးကနာမငြိမ်ဖြစ်နေခဲ့ပါတယ်။တစ်ဖက်ရဲတိုက်တွင်မှာလေဆန်ကြီးကဒဏ်ရာတွေနဲ့သတိလေးနေရာကနေပြန်ထလာပါတယ်။ဒါကိုမြင်တော့အိုဆိုမဲကဆန်ကြီးကိုသတိရပြီလားလို့မေးလိုက်တယ်။ဒါပေမဲ့ဆန်ကြီးကတော့အိုဆိုမဲကိုသတိမထားနိုင်ပဲလူဖီကိုသာစိတ်ပူနေခဲ့ပါတယ်။အဲဒီချိန်ဇူကတော့သူ့ရဲ့နားထဲမှာလွတ်မြောက်ရေးဂီတသံကိုကြားနေရတယ်လို့ပြောလိုက်ပြီးဒါကနှစ်ပေါင်း800အတွင်းမှာပထမဦးဆုံးကြားရတာပဲလို့ပြောလိုက်ပြီးဇူကတကယ်ကိုပဲသူကဒီကိုရောက်နေတာပဲလို့ပြောလိုက်ပါတယ်။ဒါက join wine ပဲလို့ပြောလိုက်တော့မိုမိုရောယာမာတို့ကပါအံ့ဩနေခဲ့ကြပါတယ်။သူတို့က join wine ကလူဖီကိုပြောနေရလားလို့ပြန်မေးနေခဲ့ချိန်အပေါ်ဘက်မှာတော့လူဖီကတဟီတဟားတွေလောက်ကဥမြူးနေခဲ့ပါတယ်။သူရဲ့ခန္ဓာကိုယ်ကထွက်လာတဲ့စွမ်းရည်တွေကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးကလည်းဖွာလန်ကျဲနေခဲ့ပါပြီ။ဒါကိုကြားနေရတဲ့သူတွေကလည်းဒါကလူဖီလားလို့မေးလိုက်ပြီးသူတို့ကဝမ်းသာနေခဲ့ကြပါတယ်။မာကိုကတော့တယောက်ကိုတယောက်ဖတ်ပြီးငိုပွဲဆင်နေတဲ့နာမီတို့ကိုလူဖီကမသေးသေးဘူးလို့သတိပေးလိုက်တော့နာမီကမျောလင်းချက်တွေပြည့်နေတဲ့မျက်လုံးကြီးနဲ့မောကြည့်လိုက်ပါတယ်။မာကိုလူဖီကမသေးသေးဘူးလားလို့မေးလိုက်ပါတယ်။ဒါပြင်အိုတမာကလည်းမာကိုအကိုကြီးမသေးသေးဘူးလားလို့မေးလိုက်တယ်။အဲဒီနောက်မှာတော့နာမီနဲ့အိုတမာတို့ကတယောက်မျက်နှာတယောက်ကြည့်ပြီးတော်ပါသေးရဲ့လို့ပြောလိုက်ပါတယ်။အပေါ်ဘက်မှာတော့လူဖီတယောက်တည်းသတင်းကျွတ်နေခဲ့ပြီးသူကလာကိုဖုံးထားတဲ့တိမ်တွေကိုဖယ်ပြစ်လိုက်ပါတယ်။ပြီးတော့လူဖီကလာပြင်းညကိုငေးကြည့်နေပါတယ်။တစ်ဖက်မှာလည်းကဘာအစိုးရရဲ့ခေါင်းဆောင်တွေကသူတို့ရဲ့လူစုတွေကိုစတေးလိုက်ရတာနဲ့ပတ်သက်ပြီးပြောနေပါတယ်။ဘာလို့လဲဆိုတော့သူတို့ကသူတို့ရဲ့လူတွေကိုလူဖီကိုအဆုံးသတ်ဖြစ်ဖို့အတွက်စတေးခဲ့တာပါ။တယောက်ကတော့ဒါကိုရန်စိတ်ပြက်စရာဖြစ်ရပဲလို့ပြောလိုက်ပေမဲ့နောက်တစ်ယောက်ကတော့အန်နီယိုကိုကြိုတင်ဖယ်ရှားလိုက်တာကပိုပြီးကောင်းပါတယ်လို့ပြောလိုက်ပါတယ်။သူတို့ကလူဖီစားထားတဲ့နက်ဆိုးတစ်တီကကဘာအစိုးရကရအောင်ယူဖို့ကြိုးစားနေခဲ့ပေမဲ့နှစ်800ကြာတဲ့အထိဒီအတီကသူတို့ရဲ့လက်ထဲကိုရောက်မလာခဲ့ပါဘူး။ဒီအတီကသူတို့ကိုပတ်ပြေးနေရလို့ပြောလိုက်ပြီးဒီကိုမူတို့အတီကနောက်ထပ်နာမည်ကဇိုအန်လူအတီလို့ပြောလိုက်ပါတယ်။ဒါကမက်ဒီကယ်မော်ဒယ်အတီးဖြစ်ပြီးသူ့ကိုနီကာလွတ်မြောက်ရေးနေနယ်ဖျားလို့လည်းခေါ်ကြပါတယ်။အဲဒီချိန်တစ်ဖက်မှာတော့လူဖီကပြန်တောင်းချမ်းနေခဲ့ပြန်ပါတယ်။အဲဒီနောက်တစ်ယောက်ကတော့ဒီအစွမ်းကအသုံးပြုသူကရာဘာကိုစိတ်ကြိုက်သုံးစေပြီးလွတ်လပ်စေတယ်လို့ပြောလိုက်ပြီးတော့ပြန်လဲရှင်သန်ခြင်းကအသုံးပြုသူရဲ့ရာဘာကိုတွေကိုပို့ပြီးကြန့်ခိုင်လာစေတယ်လို့ရှင်းပြလိုက်ပါတယ်။ဒါပြင်ဒီအတီးရဲ့အစွမ်းကကဘာပေါ်မှာရည်စရာအကောင်းဆုံးပဲလို့ပြောလိုက်တယ်။အဲဒီချိန်ရဲတိုက်တွင်မှာတော့အိုရိုချီကသူ့ရဲ့ဒုတိယကိုတီးခတ်နေပါတယ်။ဒါကိုကြတော့အိုရိုချီဟာအိုရန်ကြိုက်တဲ့တခြင်းဆိုတာကိုသူကသိသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့အိုရိုချီကအိုရီယန်ကအိုရန်ရဲ့သမီးဆိုတာကိုသဘောပေါက်သွားခဲ့ပြီးသူကလန့်သွားခဲ့ပါတယ်။အပြည့်စီးရီနဲ့ပြီးနေတဲ့အိုရိုချီကကြောက်လန့်နေပြီးတော့အိုရီယန်ကိုလည်းသူကအိုရန်ကိုအရန်ကြိုက်ပါတယ်လို့ပြောပြီးသူလည်းကိုင်ရိုရဲ့လှည့်စားတာကိုခံခဲ့ရတာလို့ပြောလိုက်ပါတယ်။ဒါအပြင်အိုရိုချီကအိုရီယန်ကိုသူကလက်ကဆူးကျုံကိုလာနှုတ်ပေးဖို့အတွက်ပြောလိုက်ပြီးအတူထွက်ပြေးကြမယ်လို့လည်းပြောနေခဲ့တာပါ။ဒါပေမဲ့အိုရီယန်ရဲ့အေးဆက်ဆက်အမူအရာကြောင့်အိုရိုချီကတော့လေးကိုစိတ်တူနေခဲ့ပါတယ်။အဲဒီချိန်အိုရီယန်ကအိုရိုချီကိုဒေါသထွက်နေတဲ့ဆာမူရိုင်းတွေရဲ့ရန်ကြွေးကိုနင်းဆက်ပြီးပြီပဲလို့ပြောလိုက်ပြီးတော့အိုရီယန်ကသူမရဲ့အဖေကိုအိုရိုချီကကြောက်ချခဲ့တာလို့ပြောလိုက်ပါတယ်။အိုရီယန်ကအိုရိုချီကိုအဖေကဂတိမတီခဲ့လို့လားလို့မေးလိုက်ပါတယ်။သူမရဲ့အဖေကအိုရိုချီတို့ကိုယုံပေးခဲ့ပြီးနှစ်ပေါင်းများစွာတိုင်အောင်လမ်းမပေါ်မှာကနေခဲ့ရပါတယ်။ဒါအပြင်သူကဂိုင်ဒိုနဲ့အိုရိုချီရဲ့ဝါနိုဒီသားကိုလွတ်လပ်ခွင့်ပေးပါမယ်ဆိုတဲ့ပြောစကားကိုလည်းယုံကြည်ပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီရလက်အစားအိုရန်ကသူ့ကိုကြောက်ချခဲ့တာကိုခံရပြီးစီပူအိုးထဲမှာဒနာရီကျော်ကြအောင်မတ်တက်ရက်နေခဲ့ရပါတယ်။ဒါပေမဲ့အိုရန်ကသူ့ရဲ့မျက်နှာကိုအမြဲပြုံးထားပြီးသူ့အနေနဲ့လှုပ်ရှားရှိတာတွေကိုလုပ်ပေးခဲ့ပါတယ်။အဲဒီတုန်းကအိုရီယန်ကသူမရဲ့အဖေကိုဆဲဆိုနေတဲ့သူတွေကြောင့်စိတ်မကောင်းဖြစ်ခဲ့ရပေမဲ့သူမရဲ့အဖေကအပြုံးမပြတ်ပဲသူမတို့နဲ့အတူရှိနေသေးတာကြောင့်ပြောနေခဲ့ရပါတယ်။ဒါကိုကြတော့အိုရိုချီကအိုရီယန်စကားကိုထောက်ခံပြီးသူကရှိုးကန်းအနေနဲ့အိုရန်ကိုစုငွေပေးလို့ရတယ်လို့ပြောလိုက်ပြီးတော့အိုရီယန်ကသူမရဲ့မျက်နှာဖုံးကိုဖယ်လိုက်ပြီးဒေါသတကြီးနဲ့ပြောလိုက်ပါတယ်။ဒါကြောင့်မလို့အိုရီယန်ကိုအိုရိုချီကလန့်နေပါတယ်။အဲဒီနောက်မှာတော့အိုရီယန်ကသူမရဲ့နာမည်ကကိုဇူကီဟီယိုရီပဲလို့ပြောလိုက်ပြီးအိုရိုချီကိုစကားကိုကြည့်ပြောဖို့အတွက်ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့အိုရိုချီကအိုရီယန်ကိုအခုမှလက်စားချေလို့လဲနောက်ကျသွားပြီလို့ပြောလိုက်ပြီးဂိုင်ဒိုကိုနိုင်မှာမဟုတ်ဘူးလို့လည်းဆိုလိုက်ပါတယ်။အဲဒီချိန်ကန်ဂျူရိုကမီးတော့သေးလေးအဖြစ်ပြောင်းရောက်ရှိနေပြီးသူကအိုရိုချီတို့နောက်ကိုရောက်လာကသူကအိုရိုချီကိုမစ်ရှင်ကကြာရှုံးသွားပြီလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့အိုရိုချီကကန်ဂျူရိုကိုမင်းလားလို့ပြောလိုက်ပြီးသူကအိုရီယန်ကိုတတ်ဖို့အတွက်အမိန့်ပေးလိုက်ပါတယ်။ပြီးတော့အိုရိုချီက20ကြာမိန်းမတယောက်ရဲ့ကလေးစားချေမှုတွေကပြီးဆုံးသွားပြီလို့ပြောကရီမောနေပါတယ်။သူကအိုရီယန်ကိုအားလုံးကပြီးဆုံးသွားပြီလို့ပြောလိုက်ပြီးကန်ဂျူရိုကိုအိုရီယန်ကိုအဆုံးသတ်ပစ်ဖို့အတွက်ပြောလိုက်ပါတယ်။ဒါပေမဲ့မီတော့ကတော့အိုရီယန်စီကိုရောက်မသွားဘဲနဲ့အိုရိုချီကိုသာသွားနေခဲ့ပါတယ်။ဒါကိုမြင်တော့အိုရိုချီကလန်သွားခဲ့ပြီးသူ့စီကိုမလာဖို့အတွက်ပြောလိုက်ပေမဲ့မရတော့ပါဘူး။သူကမီတွေလောင်သွားခဲ့ပြီးတော့အိုရီယန်ကိုသူ့ကိုကယ်ပေးဖို့အတွက်အတန်သေးတန်ကြောင်နဲ့အော်ဟစ်နေခဲ့ပါတယ်။
ဒါကိုကြည့်နေတဲ့ Orion ကတော့သူမတို့အတွက်မိုးကလင်းလာမှတေးကြတယ်လို့ပြောလိုက်ပြီးကိုဇူကီတွေကဂရီကိုတက်မိုးထားတဲ့သူတွေပဲလို့ပြောနေခဲ့ပါတယ်အပြင်ဘက်မှာတော့ခေါင်မိုးပေါ်မှာလူဖီတယောက်တဟီတဟဲနဲ့တောင်းညံ့နေပါပြီသူနဲ့ထိတွေ့သမျှအရာအလုံးကရောဘာရီဖြစ်နေတာကြောင့်ဟိုဘက်ခုံဒီဘက်ခုံလုံးနေပါတယ်အဲ့နောက်လူဖီကသူတယောက်တည်းလှုပ်ချင်တိုင်းလှုပ်နေပြီးသူလှုပ်တယ်လို့အရာအလုံးကဖြစ်နေတာကိုလည်းလူဖီကကြည့်နေနေပါတယ်လူဖီကတော့ဟိုခုံဒီခုံနဲ့မြောင်မီးပြတ်တယ်လို့ဖြစ်နေပါတယ်သူကသူ့ကိုယ်သူအနေငယ်ထပ်ပြီးတိုက်ခိုက်နိုင်အောင်မယ်ထင်တယ်လို့ပြောလိုက်ပြီးဒါကသူ့ရဲ့အကျန်းဆုံးဂီယာ5ပဲလို့ပြောလိုက်ပါတယ်အိမ်နောက်မှာတော့လူဖီကသူ့ရဲ့ဟာကီတွေကိုထုတ်လိုက်ပြီးတော့ရန်သူတွေကိုလဲကျစေပါတယ်ပြီးတော့လူဖီကသူ့ရဲ့လက်တစ်ဖက်ကိုလေးမှုတ်သွင်းလိုက်ပါတယ်ဒါကိုဂိုင်ဒိုကလည်းမြင်သွားပြီးတော့အပေါ်ကဘာကြီးလဲလို့သူကမေးလိုက်ပါတယ်အဲ့ချိန်လူဖီရဲ့ကြီးမားတဲ့လက်ကြီးကအပေါက်ကနေဝင်လာခဲ့ပြီးဂိုင်ဒိုကိုခါးလေးပိုင်းကနေဂိုင်ဆွဲကထုတ်သွားပါတယ်ဒါကိုမြင်တော့ကိဒါကလူဖီလာလို့ပြောနေခဲ့ပြီးချော်ပါကတော့ပြောနေခဲ့ပါတယ်အဲ့နောက်လူဖီကဂိုင်ဒိုကိုခေါ်သွားတာကြောင့်ဂိုင်ဒိုတယောက်ပြူးကြောင်ကြောင်နဲ့ပါသွားပါတယ်အပေါ်ကိုလည်းရောက်တော့လူဖီကသူ့ရဲ့မျက်နှာကိုလက်သီးနဲ့ရွယ်ထိုးပစ်လိုက်ပြီးဂိုင်ဒိုကတော့ဂျယ်ရီလာတွေပါထွက်နေပါတယ်အဲ့ချိန်လူဖီကသူ့ရဲ့မရှိတဲ့မာဆယ်တွေကိုအားရပါရထုတ်နေခဲ့ပြီးဂိုင်ဒိုကိုကလေးတယောက်လိုပြေးပွေကဆွဲရမ်းနေတာကြောင့်ဂိုင်ဒိုတယောက်မျက်လုံးတွေပါကျွတ်ထွက်မတတ်ဖြစ်နေခဲ့ပါပြီဒါအပြင်လူဖီကဂိုင်ဒိုကိုဆွဲရမ်းပြီးတဲ့နောက်မှာတော့အဝေးဖို့သလိုဂိုင်ရိုင်းနေပါတယ်ဒါကြောင့်ဂိုင်ဒိုကတော့အတော်လေးကိုမရှိမဆန့်ခံစားနေရပါပြီခဏကြာမှတော့ဂိုင်ဒိုတယောက်ခေါင်းမှာအာလူသီးတွေထွက်ပြီးမူးနောက်လာပါတယ်အဲ့နောက်ဂိုင်ဒိုကတော့လူဖီကိုမင်းအသက်ရှင်နေသေးတာကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပြီးဟီလာထားနေတဲ့လူဖီကိုမီးတောက်တွေနဲ့ပြစ်လိုက်ပါတယ်ဒါကိုမြင်တော့လူဖီကထွက်ပြေးခဲ့ပြီးသူကမြေပြင်ကိုဆွဲမလိုက်ကခါပြစ်လိုက်ကမုံစိန်လားဆိုပြီးသူကပြန်ယူလိုက်လို့ပြောလိုက်ပါတယ်ဒါကြောင့်မီးတောက်ကြီးကဂိုင်ဒိုစီကိုပြန်ဝင်သွားပြီးတော့ဂိုင်ဒိုတယောက်မီးကျွမ်းသွားတဲ့မီးသွေးကလေးလိုဖြစ်သွားပါတယ်ဒါကိုမြင်တော့လူဖီတယောက်ဂိုင်ဒိုရဲ့မဲတူနေတဲ့ပုံစံကြီးကိုကြည့်ပြီးဟီနေခဲ့ပါတယ်အဲ့ချိန်ဂိုင်ဒိုကတော့သူ့အပေါ်ကပြားတွေကိုဖယ်ထုတ်လိုက်ပါတယ်တစ်ဖက်မှာတော့လူဖီကအခုထိဦးလိုက်သေးလိုက်ဟီမောနေတော့မှာသူကသူ့ရဲ့ရင်ဘတ်ကိုတဖြန်းဖြန်းနဲ့ရိုက်ပြီးတခိခိနဲ့အော်ရီနေပါတယ်ဂိုင်ဒိုကတော့လူဖီကိုကြည့်လိုက်ပြီးသူကလူဖီအသက်ရှင်နေသေးတာကိုချိန်နေနေပါတယ်ပြီးတော့ဂိုင်ဒိုကလူဖီကိုစောနာကအယူလုပ်ခဲ့တာအတွက်တောင်းပန်ပါတယ်လို့ပြောလိုက်ပြီး CP0 ရဲ့လုပ်ရအတွက်တောင်းပန်နေပါတယ်ဘာလို့လဲဆိုတော့အဲ့တုန်းကဂိုင်ဒိုနဲ့လူဖီကတယောက်ကိုတယောက်တိုက်ခိုက်ဖို့လုပ်နေခဲ့ကြတာပါအဲ့နောက်လူဖီကဂိုင်ဒိုကိုသူ့ရဲ့နောက်ဆုံးတိုက်ခိုက်မှုကိုပြုလုပ်ဖို့အတွက်ပြေးဝင်လာခဲ့ပါတယ်ဒါပေမဲ့လူဖီရဲ့နောက်ကနေ CP0 ဖွဲ့သားတွေကရောက်လာခဲ့ပြီးသူကလူဖီကိုနောက်ကနေဂိုင်ဒိုအတွက်ရှုပ်ပေးထားခဲ့တာပါဒါကိုမြင်တော့လူဖီကလည်းကြောင်သွားခဲ့ပြီးတော့ဂိုင်ဒိုကလည်းအံ့ဩသွားပါတယ်အဲ့နောက်မှာတော့လူဖီတယောက်ဂိုင်ဒိုရဲ့လက်ချက်နဲ့လွင့်ထွက်သွားခဲ့ရပါတယ်ဒါကိုမြင်တော့လူဖီကဂိုင်ဒိုကိုကြည့်လိုက်ပြီးသူ့ရဲ့ပိတ်ထားတဲ့မျက်လုံးကိုဖွင့်လိုက်ကကိစ္စမရှိဘူးလို့ပြောလိုက်ပြီးတော့ဒါကိုအဆုံးသတ်လိုက်ကြရအောင်လို့ပြောလိုက်ပါတယ်လူဖီကတော့သူ့ရဲ့မပြီးပြတ်သေးတဲ့တိုက်ပွဲကိုအပြီးသတ်ချင်နေတာပါသူကဂိုင်ဒိုရဲ့မျက်နှာကိုသူ့ရဲ့လက်သီးတွေနဲ့အချက်ပေါင်းများစွာမိတ်ဆက်ပေးနိုင်ခဲ့ပေမဲ့ဂိုင်ဒိုကိုတော့မှောက်သွားအောင်မလုပ်နိုင်ခဲ့ပါဘူးဒါကြောင့်လူဖီကဒါကိုအဆုံးသတ်ဖို့အတွက်ပြောနေခဲ့တာဖြစ်ပါတယ်အဲ့နောက်မှာတော့လူဖီကကြောက်တုံးတစ်ခုပေါ်မှာထိုင်နေပြီးအောက်ကကတွန်းဆာလန်တွေကတွန်မြဲဒီဇိုင်းနဲ့ကိုယူကရနိုင်စွာပြေးဆွင့်လာပါတယ်ဒါပေမဲ့လူဖီတယောက်အောက်ရောက်မှာဖားရီပါဖမ်းနေခဲ့ပါတယ်သူကအဲ့နောက်မှာတော့ပြန်ထလာခဲ့ပြီးတော့သူ့ကိုယ်သူနှာမုတ်ခါကြည့်နေတဲ့ဂိုင်ဒိုကိုလမ်းကြည့်လိုက်ပြီးတော့သဘောကျစွာပြုံးနေခဲ့ကဆာလန်လေးကလည်းဒီမာရီမဲ့တခန်းရက်သွားခဲ့ပြန်ပါတယ်အပိုင်း1092ရဲ့အစမှာတော့ဂိုင်ဒိုကတော့သူ့ရဲ့ရှေ့မှာမြောက်ခုံခုံနေတဲ့လူဖီကိုကြည့်ပြီးမင်းသေးပြီလို့ထင်ထားတာလို့ပြောလိုက်တော့လူဖီကလည်းသူရောပဲလို့ပြန်ပြောလိုက်ပါတယ်အဲ့နောက်မှာတော့ဂိုင်ဒိုကလူဖီကိုမင်းရဲ့အတီးအစွမ်းကမင်းကလွဲပြီးအရာအလုံးကိုတက်ရောက်မှုရှိတာပဲလို့ပြောလိုက်ပါတယ်ဒါကိုကြတော့လူဖီကပြုံးနေခဲ့ပါတယ်ဒါပေမဲ့ဂိုင်ဒိုကအရန်ကိုထူးဆန်းနေတယ်လို့ပြောလိုက်ပြီးခန္ဓာကိုယ်ကိုပြောင်းလဲတယ်ဆိုတာကဇိုဟန်အတီးရဲ့အစွမ်းပဲလို့ပြောလိုက်ကဂိုမူအတီးရဲ့အစွမ်းနဲ့ဘာမှမဆိုင်ဘူးဆိုပြီးလူဖီစီကိုပြေးဝင်လာပါတယ်ဒါကိုမြင်တော့လူဖီတယောက်လန့်သွားပြီးတော့မျက်လုံးတွေကပါအပြင်ကိုကျွတ်ထွက်လာတာပါအဲ့ဒီချိန်ဂိုင်ဒိုကလူဖီကိုသူ့ရဲ့ပါးစပ်ထဲကိုထည့်ပစ်လိုက်ပါတယ်ဒါပေမဲ့လူဖီကတော့ဂိုင်ဒိုကသွားမတိုက်တာကြောင့်မနေချင်ဘူးလို့ပြောလိုက်ပြီးအပြင်ကိုပြန်ထွက်ဖို့အတွက်ကြိုးစားပါတယ်သူကဗလာရီဝါထုတ်ပြီးဂိုင်ဒိုရဲ့ပါးစပ်ကိုပြန်ဖွင့်ဖို့အတွက်ကြိုးစားနေခဲ့ပေမဲ့ဂိုင်ဒိုကတော့လူဖီကိုအာဂရီနဲ့ငုံထားမတတ်ချစ်တယ်လို့ဆိုတာတခါတည်းမျိုးချပလိုက်ပါတယ်ဒါကြောင့်လူဖီတယောက်ကြောင်တောင်ဖြစ်သွားခဲ့ပြီးဂိုင်ဒိုရဲ့ဗိုက်ထဲကိုပြုတ်ကျသွားပါတယ်ဒါပေမဲ့သူကကောင်းကောင်းမနေဘဲနဲ့ကမြင်းကြောထနေခဲ့တာကြောင့်ဂိုင်ဒိုတယောက်လူဖီနှိပ်စက်သမျှကိုခံနေရပါပြီဂိုင်ဒိုကလူဖီကိုငြိမ်နေဖို့အတွက်ပြောလိုက်တော့လူဖီကသူ့ကိုသူဘောလုံးကြီးတစ်ခုဖြစ်ပြောင်းလဲလိုက်တာကြောင့်ဂိုင်ဒိုတယောက်အလေကနေပူနေခဲ့ပါတယ်ဒါကြောင့်မလို့ဂိုင်ဒိုကလူဖီကိုလှောင်မနေပဲအတီတိုက်ဖို့အတွက်ပြောနေခဲ့ပါတယ်ဒါပေမဲ့ဂိုင်ဒိုကလူဖီရဲ့လက်ချက်နဲ့လေးပေါ်လွင့်နေခဲ့ပြီးတော့တစ်ဖက်မှာလည်းယာမာတူကမိုမိုကိုအပေါ်ဘက်မှာတိုက်ပွဲဖြစ်နေတော့ထင်တယ်လို့ပြောလိုက်ပြီးဘာဖြစ်နေလဲဆိုတာသွားကြည့်ကြရအောင်လို့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာမိုမိုကဂိုင်ဒိုရဲ့ဖြစ်ကိုမြင်ပြီးမျက်လုံးပြူနေပါပြီယာမာတူကလည်းဒါကိုမြင်တော့ဒါကဘာတွေဖြစ်နေရလဲဆိုပြီးပြောလိုက်ပါတယ်ခဏကြောင်မှာတော့ယာမာတူတို့ကဒါကဂိုင်ဒိုဆိုတာကိုသိသွားပြီးမိုမိုကဂိုင်ဒိုကဝါနေတယ်လို့ပြောလိုက်ပါတယ်တစ်ဖက်မှာလည်းယာမာတူကဂိုင်ဒိုရဲ့ပုံစံကိုကြည့်ပြီးသူမကဂိုင်ဒိုမှာအခုလိုပုံစံရှိတာကိုမသိခဲ့ဘူးလို့ပြောလိုက်ပါတယ်
အဲ့ချိန်ဂိုင်ဒိုကတော့သူ့ကိုယ်မှာဘာတွေဖြစ်နေရလဲလို့မေးလိုက်ပြီးသူ့ရဲ့ခန္ဓာကိုယ်ကရာဘာမှမဟုတ်တာဆိုပြီးတွေးနေခဲ့ပါတယ်အဲ့ချိန်လူဖီကတော့အထဲမှာပြောနေပြီးသူကရုတ်တရက်အလင်းဆက်နှစ်ခုကိုတွေ့သွားပါတယ်ဒါကြောင့်လူဖီကသူ့ရဲ့လက်နှစ်ဖက်ကိုအလင်းဆက်ရှိရာကနေဖောက်ထွက်လိုက်တော့အဲ့ဒါကဂိုင်ဒိုရဲ့မျက်လုံးဖြစ်နေခဲ့ပါတယ်အဲ့နောက်မှာတော့ဂိုင်ဒိုရဲ့နှာခေါင်းတစ်ဖက်ကနေဆွဲကပါဇက်ကိုဟားလိုက်ပြီးသူကအထဲကနေပြန်ထွက်လာပါတယ်လူဖီကရန်နေပြောနေခဲ့ပြီးသူကလေတွေပြန်ထွက်ပြီးတော့ခေါင်းငင်မော်တက်ကပျောက်ကွယ်သွားပါတယ်ဒါပေမဲ့လည်းယာမာတိုတို့ကဘာတွေဖြစ်နေရလဲဆိုတာသိရဖို့အတွက်ဂျိုးမော်ကိုတက်လာပါတယ်ခဏကြာတော့သူမတို့ရောက်လာပြီးယာမာတိုကဂျိုးမော်ကိုပြေးတက်သွားကအခြေအနေကိုကြည့်နေပါတယ်အဲ့ဒီချိန်ကောင်းကင်ကလျက်စီးကြောင်းနေကြလာပြီးလူတယောက်ရဲ့ရိတ်ကိုမြင်လိုက်ရပါတယ်ဒါကြောင့်ယာမာတိုတို့ကတေချာစောင့်ကြည့်နေခဲ့ချိန်တိန်လိုက်တီတွေကနေလူဖီရဲ့မျက်နှာကြီးကထွက်ပေါ်လာပါတယ်အဲ့နောက်လူဖီကဂိုင်ဒိုကိုတက်နေမှုအတွက်စူးစမ်းလိုက်ပေမဲ့ဂိုင်ဒိုကရှောင်ပစ်လိုက်ပြီးလူဖီရဲ့လက်ကိုကိုက်ပစ်လိုက်တာကြောင့်လူဖီတယောက်အော်ဟစ်နေခဲ့ပါတယ်ဒါကိုကြည့်နေတဲ့ယာမာတိုတို့ကလည်းလူဖီရဲ့ပုံစံကြောင့်မမှတ်မိဖြစ်သွားပြီးတော့ယာမာတိုကတော့ဒါကဘသူကြီးလဲလို့မေးလိုက်ပါတယ်မိုမိုကလည်းဘာလို့အတန်ကလူဖီရဲ့အတန်နဲ့တူနေရတာလဲလို့မေးနေခဲ့ပါတယ်အဲ့ချိန်လူဖီကတော့သူ့ကိုကိုက်နေတဲ့ဂိုင်ဒိုရဲ့ခေါင်းကိုထုချလိုက်ပြီးလွတ်အောင်လုပ်လိုက်ပါတယ်ပြီးတော့ဂိုင်ဒိုရဲ့ခေါင်းနဲ့အမီကိုကိုက်ပြီးသူကဂိုင်ဒိုကိုကျိုးခုန်တဲ့လောက်ကစော်ကစားနေခဲ့တာပါဒါကြောင့်ဂိုင်ဒိုကစိတ်တူနေခဲ့ပြီးလူဖီကိုမီလုံးတစ်လုံးနဲ့ပစ်ခဲ့ပါတယ်ဒါကြောင့်လူဖီကအဝေးကိုလွင့်ထွက်သွားခဲ့ကမဲတူသွားပါတယ်အဲ့နောက်မှာတော့လူဖီကသူ့ရဲ့ပုံစံကိုပြန်ရအောင်လုပ်လိုက်ပြီးဒါကအခွင့်လွတ်စရာမရှိဘူးလို့ပြောလိုက်ကဂိုင်ဒိုရှိယာကိုအားကုန်သုံးကပြန်ပြေးလာပါတယ်မြန်ဆန်လွန်းတာကြောင့်သူ့ရဲ့ခြေထောက်ကဘိန်းနီလိုတောင်ဖြစ်နေခဲ့ပါတယ်တစ်ဖက်မှာတော့ဂိုင်ဒိုကလူဖီရဲ့နှိပ်စက်မှုကြောင့်မြေပြင်ပေါ်ကိုအယုတ်ကျိုးပြက်ပြန်လဲပြုတ်ကျလာပါတယ်အဲ့ချိန်ကြောက်တုံးတွေကပဲကျလာပြီးအောက်ကလူတွေကိုပြီးကုန်ပါတယ်ကစ်ကတော့အပေါ်ကိုမောကြည့်လိုက်ပြီးတော့လောကိုလူဖီကအသက်ရှင်နေသေးတယ်လို့ပြောလိုက်ပါတယ်ဒါကိုကြတော့လောကလည်းကစ်ကိုဂိုင်ဒိုကလည်းအသက်ရှင်နေသေးတယ်လို့ပြောလိုက်ပြီးအချိန်တွေကဘာမှပြောင်းလဲမသွားသေးဘူးလို့ဆိုလိုက်ပါတယ်ဒါအပြင်ရဲတိုက်ကမီးလောင်နေခဲ့တယ်လို့အားလုံးကလည်းပိတ်မိနေခဲ့တာပဲဖြစ်ပါတယ်ပြီးတော့သူတို့ကလီထဲမှာဖြစ်လို့မီးကိုငိမ့်သက်ဖို့လည်းဘာမှလုပ်မရဘူးလို့ပြောလိုက်ပါတယ်အဲ့ချိန်ချော်ပါကသူ့ရဲ့တငယ်ချင်းတွေကိုလိုက်ရှာနေပါတယ်လောကကျွန်းကြီးတစ်ခုလုံးမီးလောင်သွားဖို့အတွက်အနေငယ်ပဲလိုတော့တယ်လို့ပြောလိုက်ပါတယ်အားလုံးမီးလောင်သွားပြီးလူဖီကဂိုင်ဒိုကိုရှုံးသွားမယ်ဆိုရင်တော့ဂိုင်ဒိုတယောက်ကတော့အသက်ရှင်ကျန်နိုင်တယ်လို့ပြောလိုက်တယ်အဲ့နောက်မှာတော့ကီကသူ့ကိုတိုက်ခိုက်ဖို့အတွက်လုံနေတဲ့သူတွေကိုတိုက်ခိုက်ပစ်လိုက်ပါတယ်ပြီးတော့သူကလောကိုမင်းပြောတော့စွမ်းအားတွေမရှိတော့ဘူးဆိုလို့ပြောလိုက်ပြီးတွန်းဆောက်လုပ်နေတာကငါကြောက်လားလို့မိလိုက်ပါတယ်ဒါကိုကြတော့လောကလည်းမခံနိုင်ပဲကီကိုပြန်ပြီးရန်လုံနေခဲ့ပါတယ်သူကကီ